အားလုံးမင်္ဂလာပါရွှေရည်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့စံစံတို့ရွှေရည်နေပြီးတော့တရင်ကျုံမဖို့လေးလိုက်ပြီးတော့လှူဒန်းနေရဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့စံစံနဲ့တူတူကုတူယူလိုက်ရအောင်နော်ရောင်းဝလာစားကဒီကျုံမဖို့လေးပေးရတယ်ဒါလေးလေးအဲ့ဒါလှူတာချောက်အဲ့ရွှေရည်နေပဲလှူပေးရခဲ့ပါဟုတ်ပြီးရင်ပတ်ပြီးနေတယ်ဒီချက်ပဲယောဂလေးပြည့်စုံတယ်ဒီရတော့စလုံးပြောကြည့်ဒီစနေကြတယ်ဟောဟုတ်ကဲ့တရင်ကျုံမဖို့လေးလာလှူတာဗျဟုတ်ကဲ့အဲ့ဒါတရင်ကျုံမဖို့လေးပါလေဟုတ်ပြီဟုတ်ဒီဘက်တော့ဒီကကုမ္ပဏီလားဟုတ်ရွှေရရွှေတိုင်းကုမ္ပဏီဒီကကုမ္ပဏီကတတိဘိုးဘွားများလာရောက်ကုသိုလ်ပြုရတဲ့ကုသိုလ်အချိန်ဟောလို့ကြောင့်သိသွားတိုင်းပေါ်ပါလို့အတော့ဆန္ဒပြည့်စုံလို့ဣဒ္ဓဒုက္ခကာယဒုက္ခနှပြတော့ကြပါလို့ဆန္ဒလို့ပြည့်စုံနိုင်ကြပါဘူးခင်ဗျာဒီစနေပြပါစေတော့မဟုတ်လေးလာပြီးတော့လှူတာပါဟုတ်ကဲ့ဟုတ်ငါသားလေးနာမည်ဘယ်လိုကနာမည်ဆန်လင်းထက်ဆန်လင်းထက်ကျမ်းပါပါလေးချမ်းသာပါလေငါသားလေးဒီကဌာနလေးပြည့်စုံပါပြီသံမိုးဝဲကြီးလည်းအောင်ပါဒီစနေဟုတ်တာတို့ဒါတရင်ကျုံမဟုတ်ဘူးလေးပေါ့နော်လိုက်ပြီးတော့လှူနေရဗျဟုတ်ကဲ့ဟုတ်အာကြီးရချင်တော့ဒီလောက်တော့ချောင်းဆက်လာလိုက်ပြန်နေရနေပြန်နေတာဒီမြန်နဲ့ဝင်ပြီးလဲဆိုတော့ပါလို့စားဖို့တောက်ဖို့ပြည့်စုံတော့တာရဲ့ဒီလိုပါဒီမှာစားဖို့တောက်ဖို့ရှိတော့ဒီကုန်းလေးတူးပြီးတော့ထွက်လာတယ်ဟုတ်ဒီမဲ့သားသမီးတွေတယောက်မှမရှိတော့ဒီကငါသားလေးတို့တက်ရကြရှိပါသေးတယ်တန်ပေးတဲ့သူလည်းတက်ရကြရှိပါသေးတယ်အဲ့ဒီသူရှိတာတော့ဒီရဆန္ဒမတ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 လည်းရပါဘူးကျုံမဖို့လေးပေါ့နော်အဲ့တက်ချီဝတီလေးလို့လိုက်ပြီးလှူရနေတယ်ဟောဟုတ်ရွှေရာရွှေဆိုင်ဟုတ်ကဲ့ဟုတ်ဟောငါကျမ်းမှာချမ်းသာတယ်အဲ့ဒါရှိပါသေးတယ်ဒီကနေ့တိုင်းတိုင်းအားလုံးပြည့်စုံအောင်တော့တရားချင်းရှိကြပါဗျာဒီစနေပြပါစေလေးလေး